မင်္ဂလာပါပိုလန်ကွေးစာမျက်နှာကနေကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်အခုဒီတစ်ခါကျွန်တော်တင်ပြမဲ့ရုပ်သံကတော့ရရင်ဝါဆွဲပြီးသွဲနဲ့ပြီးပေါင်းဆက်ခြင်းစာကြောင်းတစ်မှာပါသောစာကြောင်းတွေကိုကျွန်တော်စကလုံးပေါင်းပြပေးမှာဖြစ်ပါတယ်အစင်တစ်ဖြစ်ပြီဆိုရင်ကျွန်တော်နဲ့အတူတူလိုက်ကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်ကာရီဝါဟွဲလာဘန်ကလောကာရီဝါဟွဲလာဘန်မိုင်ငါကလောကာရီဝါဟွဲလာဘန်ငေါ်လာကလောကာရီဝါဟွဲလာဘန်ငေါ်လာမိုင်ငါကလောကာရီဝါဟွဲလာဘန်ငေါ်လာမိုင်နီထုံကလောကာရီဝါဟွဲလာဘန်ငေါ်လာမိုင်ပတ်ငါကလော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 ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲဒီသင်ခန်းစာကိုဆုံးထိကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်